တောင်ကိုရီးယားနိုင်ငံရောက်လာတယ်ကျွန်တော်စိုက်ပျိုးရေးနဲ့ရောက်လာတယ်အမှပင်ပန်းကြိုးစားပြီးမှမိဘကိုရှစ်တယ်ပေါ့မိဘလူရှင်သားတွေအိမ်တွေကောင်းဆောက်ပြီးတယ်ကားတွေကျွန်တော်ချန်ဒီပေါ့ကျွန်တော်သွားရွာမှာဆိုတော့ချန်ဒီဝယ်ပေးတာပေါ့အဲ့မှာသူတောင်ကိုရီးယားမှာ9နှစ်သူနေခဲ့တယ်အဲ့မှာသူ9နှစ်လုံးပင်ဆင်းရဲပြီးကြိုးစားမှသူ့တက်က38လောက်ဖြစ်သွားပြီအဲ့မှာအိမ်ပြန်လာတဲ့အခါမှာသူပေးထားတဲ့မြတ်ပတ်စံနေအရာအလုံးကသူ့သားသူ့ညီမလေးတွေသူ့ညီလေးတွေကိုသူထောက်ပံ့ပညာရေးထောက်ပံ့တယ်နောက်ဆုံးကသူဘာရလိုက်လဲဆိုတော့သူပြန်သွားတဲ့အချိန်မှာသူမိမယူကလေးယူတဲ့အချိန်မှာအိမ်ကနေပြီးတော့သူ့ဘာပေးလဲဆိုတော့တောင်ကိုရီးယားနိုင်ငံမှာအလုံးနေကြတော့မိတ်ဆွေတငယ်ရှင်းများအားလုံးပဲမင်္ဂလာပါဗျဒီနေ့ညကျွန်တော်ကတော့ပြင်ဆင်မှုမကောင်းရင်ကျွန်တော်တို့နောင်တအကြီးရမယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တူတယောက်ရဲ့ဘုဒ္ဓတာအတွေ့အကြုံအမျှော်အမြင်နဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့တောင်ကိုရီးယားမှာအလုပ်လုပ်နေတာဟာနေ့စဉ်နဲ့အမျှကျွန်တော်တို့အချိန်မရွေးကျွန်တော်တို့ဒုက္ခိတဖြစ်သွားနိုင်တယ်အချိန်မရွေးကျွန်တော်တို့တည်သွားနိုင်တယ်အချိန်မရွေးကျွန်တော်တို့ထိခိုက်သွားနိုင်တယ်ဒါကြောင့်မို့ကျွန်တော်ကြားဘူးမြင်ဘူးတဲ့ကျွန်တော်ရဲ့ဒီကိုရီးယားရောက်နေတဲ့မိတ်ဆွေနှစ်ယောက်အကြောင်းလေးကျွန်တော်အချင်းချုပ်ပြပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီမိတ်ဆွေနှစ်ယောက်အကြောင်းကပထမတစ်ယောက်ကသူကမိသားစုအရန်ရှစ်တဲ့မိသားစုတွေရဲ့ကောင်းကြီးပေါ့တောင်ကိုရီးယားနိုင်ငံရောက်လာတယ်ကျွန်တော်စိုက်ပျိုးရေးနဲ့ရောက်လာတယ်အမှပင်ပန်းကြိုးစားပြီးမှမိဘကိုရှစ်တယ်ပေါ့မိဘလူရှင်သားတွေအိမ်တွေကောင်းဆောက်ပြီးတယ်ကားတွေကျွန်တော်ချန်ဒီပေါ့ကျွန်တော်သွားရွာမှာဆိုတော့ချန်ဒီဝယ်ပေးတာပေါ့အဲ့မှာသူတောင်ကိုရီးယားမှာ9နှစ်သူနေခဲ့တယ်အဲ့မှာသူ9နှစ်လုံးပင်ဆင်းရဲပြီးကြိုးစားမှသူ့တက်က38လောက်ဖြစ်သွားပြီအဲ့မှာအိမ်ပြန်လာတဲ့အခါမှာသူပေးထားတဲ့မြတ်ပတ်စံနေအရာအလုံးကသူ့သားသူ့ညီမလေးတွေသူ့ညီလေးတွေကိုသူထောက်ပံ့ပညာရေးထောက်ပံ့တယ်နောက်ဆုံးကသူဘာရလိုက်လဲဆိုတော့သူပြန်သွားတဲ့အချိန်မှာသူမိမယူကလေးယူတဲ့အချိန်မှာအိမ်ကနေပြီးတော့သူ့ဘာပေးလဲဆိုတော့မြေ3ဧကနဲ့ကျွဲကြူစုပ်တစည်းပဲပေးတယ်ကျန်တဲ့ဟာတွေကသူဘာမှမရသွားဘူးပေါ့အဲ့ဒါသူကိုရီးယားနိုင်ငံမှာ9နှစ်စူးစမ်းခဲ့တာသူပြန်သွားတဲ့အချိန်မှာသူအိမ်ထောင်ပြုတ်ပြီးတော့ဘဝရက်တည်တဲ့အချိန်မှာကျွဲကြူစုပ်တစည်းနဲ့မြေ3ဧကပြောင်းဖို့စိုက်ရအလွန်ဆုံးထွက်3000ပေါ့3000ဆိုခုလက်ရှိစေ30ပဲရတယ်ဘယ်လိုစားတော့မလဲကိုရီးယားနိုင်ငံမှာအလုပ်9နှစ်လုပ်ခဲ့ပြီးမှရွာပြန်တဲ့အခါမှာကိုစီးပွားရေးတစ်ခုတောင်ကောင်းမတည်ဆောက်နိုင်ဘူးမြေ3ဧကတဲ့ကျွဲကြိုစီးပဲရတယ်ဆိုတော့စဉ်းစားကြည့်လေဒါကသူမှန်လားမှားလားဆိုတာကျွန်တော်မပြောပါဘူးသူကမိသားစုကျွန်တော်ရှစ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘဝပြတ်တဲ့အထိကျွန်တော်ရှစ်လို့မရအောင်ကျွန်တော်အနာဂတ်ပျောက်တဲ့အထိကျွန်တော်ရှစ်လို့မရအောင်မိဘကိုရှစ်တယ်ဆိုတာကကျွန်တော်ရောပြီးရှစ်လို့မရအောင်ကျွန်တော်မောင်နှမရှိတယ်မောင်နှမရှိတဲ့အထက်မှာကျွန်တော်ရှစ်လဲသူကပြောတယ်သူကိုရီးယားမှာရှာခဲ့တာတွေသူကုန်ယူမယ်ဆိုတော့သူရဲ့သူပတ်စံနဲ့ပညာတင်ပေးခဲ့တဲ့သူညီတွေညီမလေးတွေလက်မခံဘူးသူဆက်တော်နေတယ်အဲ့မှာအိမ်ကစီးပွားရေးလဲဒီမှာအကုန်စင်ပြေတယ်သူ့အမွေမပေးဘူးသူလည်းဘာကြောင့်လဲဆိုတော့သူယူတဲ့မိမကသူမိဘသဘောမတူလို့တဲ့အဲ့ဒါကိုအကြောင်းပြပြီးတော့သူ့ရဲ့ညီနဲ့ညီမလေးတွေကသူရှာတဲ့ပတ်စံတွေကိုစိန်ခံပြီးမှသူပြန်လာတဲ့ချိန်သူ့မပေးဘူးသူ့ပယ်ထုတ်တာပေါ့နောက်ဆုံးတော့အဲ့ဒီလူဟာအရက်တောက်ပြီးအရက်သမားဘဝနဲ့ပဲသူ့ဘဝအဆုံးသတ်သွားတယ်ဒါနောက်တစ်ယောက်ကျတော့သူကအရက်လိမ်မာတယ်သူကပတ်စံရှားတယ်ပတ်စံတော်တယ်ဆန့်ရှားတော်တယ်ဒါပေမဲ့ तू ကသူ့မိမကို तू ယုံတာပေါ့သူ့မိမကို तू ယုံတော့
သူမိမစီပဲသူပတ်စံအများနဲ့ပေးတယ်နောက်ဆုံးသူဘလောက်ထိယုံလဲဆိုကိုရီးယားနိုင်ငံမှာ1သိန်း300အထိရှိပြီးမှသူမိမကိုသူကပေးတာနောက်ဆုံးတော့သူမိမကဘယ်လိုဖြစ်သွားလဲဆိုတော့ 2D 3D တွေရှုံးအကြောင်းပြပြီးတော့သူ့လှုပ်သွားတာကိုရီးယားနိုင်ငံမှာ6နှစ်ကျော်နေပြီးမှသူမိမနဲ့꿰ခဲ့ရတယ်ပေါ့ဘယ်သူဘဝတော့ကျွန်မပြောတော့ပါဘူး6နှစ်ကျော်မိမနဲ့꿰သွားတဲ့အချိန်မှာသူ့မှာပတ်စံတပြားမရှိသေးအကျွေးသိန်း300နဲ့ပဲသူ့မှာကိုရီးယားမှာကြံခဲ့တာပေါ့အဲ့ဒါသူကကျွန်တော်ရင်လာဖေးပြတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကိုရီးယားနိုင်ငံမှာခွန်အားကောင်းတုံးကျမ်းမာရေးကောင်းတုံးလဆာရကောင်းရတဲ့ကောင်းနေတဲ့အချိန်မှာကျွန်တော်ပတ်စံရွှေတာရမယ်ကျွန်တော်စုဆောင်းရမယ်ခုနလိုမျိုးပဲကျွန်တော်ပြင်ဆင်မှုမကောင်းရင်ကျွန်တော်ကိုရီးယားနိုင်ငံမှာပင်မက်အသက်ဆုပ်ပြီးကျွန်တော်စူးစမ်းခဲ့တဲ့များအလကားကြီးတဲထဲကြီးတွန်းမယ်ရေထဲတဲတွန်းပေါ့တဲထဲရေတွန်းအဲ့လိုပဲဖြစ်မှာဘာမှအကျိုးရှိမှာမဟုတ်ဆိုတော့ကျွန်တော်လက်ရှိအချိန်ကစားပြီးကျွန်တော်ပြင်လို့ရတယ်ကျွန်တော်ဟာဟုတ်ပါတယ်ကျွန်တော်ကတုံးဖြိုးတာများတယ်ကိုရီးယားမှာ3နှစ်လောက်ရှိနေပြီကျွန်တော်တို့မှာဘာမှမလုပ်နိုင်သေးဘူးဒါကြောင့်မို့ကျွန်တော်တို့ကိုရီးယားမှာနေတာကျွန်တော်တို့ခက်ပေါ်နေလို့မရပါဘူးကျွန်တော်တို့ပတ်စံတွေချွေတာရမယ်စုဆောင်းရမယ်ကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ကိုရီးယားနိုင်ငံမှာထက်အစပေါင်းများစွာတာတဲ့ဘဝကျွန်တော်တို့မြန်မာပြည်မှာပြန်တည်ဆောက်မှရမယ်ကျွန်တော်တို့နိုင်ငံကိုရီးယားကျွန်တော်တို့ဒီလက်ရှိကျွန်တော်ကိုရီးယားနိုင်ငံကကျွန်တော်တို့အိမ်မဟုတ်ဘူးကျွန်တော်တို့ကိုရီးယားမှာပျော်နေရတာကျွန်တော်ပျော်ရွှင်မှုအစစ်မဟုတ်ဘူးကျွန်တော်ခဏတာပျော်ရွှင်ပြီးတော့ကျွန်တော်မြန်မာပြည်ပြန်တဲ့အချိန်မှာငွေကြေးရခက်ခဲကြုံလာတဲ့အချိန်တာသမီ2ယောက်3ယောက်4ယောက်ရပြီးတော့ကျွန်တော်တို့ကိုရီးယားလည်းထက်လာလို့မရတော့တဲ့အချိန်အဲ့ဒီအချိန်မှာကျွန်တော်တို့တွေနောက်တာရသွားမှဆိုရင်ဘယ်သူမှကျွန်တော်ကေလာကေလို့မရတော့တကယ်ရှင်းဘလောက်ပဲကောင်းကောင်းကိုပတ်စံအလကားမပြီးဘူးဒါကြောင့်မို့ကျွန်တော်တို့လက်ရှိတောင်ကိုရီးယားမှာကျွန်တော်တို့ရှိနေတဲ့အချိန်ကကျွန်တော်တို့ရဲ့အနာဂတ်အတွက်ကျွန်တော်တို့ဖန်တီးဖို့အကောင်းဆုံးအချိန်ပဲကျွန်တော်ရှာရမယ်အောင်မြင်မှုဘယ်လိုရှာရမလဲဘာတွေလေ့လာရမလဲကိုယ့်ကိုယ်မေးပြီးတော့ကိုယ့်ကိုယ်ဆုံးဖြတ်ရမယ်မကောင်းတဲ့ဟာကျွန်တော်လုပ်လို့မရဘူးဒါကြောင့်မို့ကိုရီးယားနိုင်ငံမှာရောက်ရှိနေကြတဲ့ကျွန်တော်တို့အီနိုင်လောက်သားတွေအားလုံးကျွန်တော်တို့တွေစူးစမ်းကြမယ်ဗျာပတ်စံရွှေတာပြီးတော့ကျွန်တော်တို့စူးစမ်းစုကြမယ်မြန်မာပြည်ပြန်အရင်နေ့တစ်ခုရအောင်လုပ်ငန်းကြီးမားတဲ့လုပ်ငန်းတစ်ခုကျွန်တော်တို့ပိုင်ဆိုင်နိုင်အောင်ကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံမှာအတူတကွစူးစမ်းရွှေတာစုဆောင်းပြီးမှကျွန်တော်တို့မြန်မာနိုင်ငံမှာပျော်ရွှင်စွာနဲ့မိသားစုနဲ့သူကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိဘဆွေမျိုးမိဘတွေကိုကျွန်တော်တို့တစ်တောင်းတင့်တယ်ဒီကိုရီးယားနိုင်ငံကိုအပျော်ခီးလာရောက်လေပတ်ပါတယ်ဆိုတဲ့စကားတွေပြောနေအောင်ကျွန်တော်မြန်မာပြည်မှာလုပ်ငန်းအောင်မြင်လို့ပြန်စူးစမ်းကြမယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုရီးယားနိုင်ငံရဲ့လာပတွေထဲနီးပညာတွေထဲမျောနေတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေရှိနေအားလုံးပဲခုပဲကျွန်တော်နိုးထားပြီးတော့ကျွန်တော်တို့ဘဝအတွက်ကျွန်တော် plan ဆွဲရအောင်တနည်းပြည့်ကျွန်တော်ဘာလုပ်ရမလဲနှစ်နှစ်ပြည့်ကျွန်တော်ဘာလုပ်ရမလဲသုံးနှစ်ပြည့်ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်ဒီကိုရီးယားမှာနေပြီးမြန်မာပြည်ပြန်လာတဲ့ချက်ချင်းဘာလုပ်ရမလဲဒါမှတည်းကျွန်တော်အသက်40နဲ့50ကျမှကျွန်တော်တို့တတရာနေရမှာဖြစ်တယ်ဒါမှမဟုတ်ခုနကျွန်တော်မြောက်ရပြည့်တဲ့ငယ်ချင်းတွေအားလုံးမဖြစ်ကြပါစေနဲ့လို့ဒီနေ့ကတော့ပြင်ဆင်မှုမကောင်းရင်နောင်တကြီးကျယ်ရမယ်ဆိုတာကိုပြပြရင်းနဲ့